လေးချုပ်ပါမယ်အားလုံးပဲမင်္ဂလာပါရှင်အကူမီ fashion ကနေကြိုဆိုပါတယ်ကျမရဲ့မွေးနေ့တုန်းကဒီ outdoor photo shoot လေးတစ်ခုလုပ်ဖြစ်ခဲ့ပေါ့နော်အဲ့တော့အမှတ်တရအနေနဲ့ဗီဒီယိုလေးလုပ်ထားပါတယ်အရင်ဆုံးပေါ့နော်အင်ကြီးချုပ်မယ်ဆိုရင်မရှိမဖြစ်ကတော့ပတ်တန်ဆွဲရတယ်ပေါ့နော်ချုပ်မယ်လို့စဉ်းစားထားတဲ့ဒီဇိုင်းကလည်းရှိရဆိုပေမဲ့ကို့အင်ကြီးဆိုတော့ဟိုနားထည့်မယ်ဒီနားမထည့်ဘူးအဲ့လိုစဉ်းစားလိုက်ဆွဲလိုက်နေပေါ့နော်နောက်ဆုံးတော့ပတ်တန်ကတော့ပြီးသွားပါတယ်ပတ်တန်ဆွဲပြီးသွားပြီဆိုရင်တော့ပိတ်စပေါ်မှာတင်ပြီးတော့ပိတ်စတွေကိုညှက်ရတယ်ဒီမှာပြောကြရှိတာကတော့ဇာတွေကိုချုပ်မယ်ဆိုရင်ဇာကိုတစ်ခါညှက်ရတယ်အောက်ခံပိတ်စကိုလည်းတစ်ခါညှက်ရတယ်အမြဲတမ်းဇာချုပ်ရင်နှစ်ထဲဇာညှက်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ချုပ်ဆိုင်နေမှာပေါ့နော်ကိုကတော့အပ်တယ်ဆိုရင်ဇာဆိုရင်အမြဲတမ်းနှစ်ဆပေးရတယ်ချုပ်ကဈေးပိုကြီးရဲဆိုတာဒါကြောင့်ဖြစ်တယ်ပေါ့နော်ပြီးရင်တော့ဒီအင်ကြီးချုပ်တဲ့အပိုင်းတွေကိုဆက်ပြီးတော့လောက်ရတာပေါ့နော်ဟိုပတ်တန်တွေကိုဟိုတစားဒီတစားတွဲတင်တာတွဲရတယ်စကတ်ဆိုစကတ်အင်ကြီးဆိုအင်ကြီးပေါ့နော်ရှေ့ချမ်းနောက်ချမ်းအဲ့လိုမျိုးရှိတော့တွဲတင်တာတွဲရတယ်မှာဆိုလည်းအလိုရှင်ဘတ်အတွက်အတွန့်ထဲတာဖြစ်တဲ့အတွက်လိုချီအကျဲလေးနဲ့နင်းပြီးအတွန့်လေးဖြစ်အောင်ရင်လုပ်တယ်အတွန့်လေးရလာပြီဆိုရင်ဒီဘတ်လေမှာလို့ဖြတ်ပြီးတော့ဆက်ထားဖြစ်တဲ့အတွက်ဆက်ပြီးတော့ချုပ်ရတာပေါ့နော်အားလုံးပြီးသွားရင်တော့ပြောလို့ဒါလွယ်ပါတယ်တကယ်ချုပ်တဲ့အခါမှာကျွန်မ2 ရက်ကြာပါတယ်ဘာလို့2 ရက်လဲဆိုတော့ပထမ1 ရက်ပဒံဆွဲတဲ့နေ့ကညနေဆောင်ဖြစ်သွားတော့မှောင်သွားရပေါ့နော်မှောင်သွားပြီးတော့ကျွန်မဒါနောက်နေ့ကြာတော့မှထပ်ပြီးတော့ထပ်ချုပ်တာပေါ့နော်အဲ့တော့တနောက်ဆုံးတော့အင်ကြီးပုံစံတော့ထွက်လာပြီပေါ့နော်နောက်အိမ်မှာလက်တွေပါတယ်တက်ပြီးသွားရင်ကတော့အင်ကြီးတစ်ထည့်ပြီးသွားပါပြီကဲဒါဆိုရင် photo shootingဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်နောက်နေ့တွေမှာလည်းဗီဒီယိုလေးပုံမှန်လေးတင်သွားနိုင်အောင်တော့စူးစမ်းသွားပါမယ်အားလုံးဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်